ဒီကနေ့2026ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့မှာတော့ဒါရှေ့လပိုင်းဒေတာကကမ္ဘာ့စစ်မီဒီတချို့ပြန်တောက်လောင်နေတဲ့အခြေအနေတွေကိုရင်ဆိုင်နေရပါပြီဆိုတော့ဒီသတင်းကတော့ကမ္ဘာတစ်လွှားမှာတော်လေးကိုလှုပ်လှုပ်ခက်ခက်ဖြစ်နေတဲ့သတင်းတွေဖြစ်ပါတယ်အမေရိကန်နဲ့အစ္စရေးပူးပေါင်းတပ်ဖွဲ့တွေကနေပြီးတော့မှအီရန်နိုင်ငံပေါ်စစ်စင်ရေးစတင်လိုက်ပြီဖြစ်ပါတယ်ဆိုတော့ဒီစစ်စင်ရေးကိုသမ္မတဒေါ်နယ်ထရန့်ကတော့ Operation Epic Fury ဆိုပြီးတော့နာမည်ပေးထားတာတွေ့ရပါတယ်ဆိုတော့အီရန်မှာဒေါသစစ်စင်ရေးလို့အဓိပ္ပာယ်ရပါတယ်အစ္စရေးဘက်ကတော့ဒီစစ်စင်ရေးကိုချင်းသေးဟောက်တန်ဆိုပြီးတော့အမည်ပေးထားတာကိုတွေ့ရပါတယ်အီရန်ကနျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့ကြိုးစားနေရတော့အမေရိကန်အနေနဲ့သိခံတော့မှမဟုတ်ဘူးဆိုပြီးတော့သမ္မတဒေါ်နယ်ထရန့်ကသူ့ရဲ့စစ်ထွက်မိန့်ခွန်းထဲမှာထည့်ပြီးပြောကြားခဲ့တာကိုတွေ့ရပါတယ်ဒီမိန့်ခွန်းထဲမှာပဲအီရန်ပြည်သူတွေအနေနဲ့လက်ရှိအစိုးရကိုဖြုတ်ချပြီးတော့အာဏာသိမ်းယူကြဖို့ဆိုပြီးတိုက်တွန်းသွားတာကိုလည်းတွေ့ရတယ်နောက်တစ်ခါအီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင်တွေနဲ့စစ်သားတွေကိုလည်းဆိုတော့သူတို့အနေနဲ့လက်နှလမ်းပဲရှိတော့လက်နက်ချပြီးတော့အသက်ဘေးကနေလွတ်မြောက်မလားဒါမှမဟုတ်အသေးခံမလားဆိုပြီးတော့လည်းပြောကြားသွားတာကိုတွေ့ရပါတယ်ဆိုတော့သမ္မတဒေါ်နယ်ထရန့်ကတော့ဒါဟာအီရန်အစိုးရကိုဖြုတ်ချဖို့နဲ့နျူကလ িয়ার ချိန်ချောက်မှုကိုအဆုံးသတ်ဖို့ခူရီတော်နီလန်ဆိုပြီးတော့လည်းအတီးတူပြောဆိုထားတာကိုတွေ့ရပါတယ်ဆိုတော့လက်ရှိဖြစ်ပေါ်နေတဲ့စစ်ပွဲအခြေအနေနဲ့ပတ်သက်ပြီးဆက်ပြီးတော့တက်ဆက်ပေးသွားပါမယ်လက်ရှိအခြေအနေမှာတော့အီရန်နိုင်ငံရဲ့တီဟီရန်မြို့တော်ကောင်းကင်ယံမှာမိခိုးလုံးကြီးတွေတော်တော်လေးဖုံးလွှမ်းနေတာကိုလည်းတွေ့ရပါတယ်ဒါအစ္စရေးရဲ့ F-35 တိုက်လေယာဉ်တွေကအီရန်ရဲ့အထွတ်ထိပ်ခေါင်းဆောင်ရာတိုလာခါမီနီရဲ့ရုံးခန်းအနီးအထိကိုပုံကျဲတိုက်ခိုက်နေပြီးတော့မှအပါဟန်နဲ့ခွမ်မျိုးတွေကနျူကလ িয়ার တန်းစင်စက်ရုံတွေကိုလည်းပြစ်မှတ်ထားတိုက်ခိုက်နေရဆိုပြီးတော့သတင်းတွေမှာတွေ့ရပါတယ်ဆိုတော့အီရန်တနိုင်ငံလုံးမှာလည်းအင်တာနက်လိုင်းပြတ်တောက်နေပြီးတော့မှပြည်သူတွေကတော့ဘုံခိုကျင်းတွေထဲမှာခိုလုံနေရတယ်ဆိုတဲ့သတင်းပေးပို့ချက်တွေလည်းတွေ့ရပါတယ်အီရန်နိုင်ငံတောင်ပိုင်းခိနာရက်မှာလည်းအီရန်ရဲ့ရေတပ်အခြေစိုက်စခန်းတွေအပြင်းထန်တိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းတွေလည်းတွေ့ရပါတယ်ဆိုတော့အခုလက်ရှိအချိန်မှာတော့တီဟီရန်မြို့တော်မှာရှိတဲ့အီရန်ရဲ့ထိပ်သီးခေါင်းဆောင်အရာတိုလာခါမီနီနဲ့သမ္မတပီဇက်ရှရီယန်တို့ရဲ့ရုံးခန်းနဲ့နေအိမ်တွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတဲ့ဆိုတဲ့သတင်းတွေတွေ့ရပါတယ်အီရန်မီဒီယာတွေကတော့ခေါင်းဆောင်တွေဘေးကင်းနေဆိုပြီးတော့ပြောဆိုထားတာတော့ရှိပါတယ်ကာတစ်ဒေတာကကင်မရာမြို့မှာဆိုလို့ရှိရင်လည်းအီရန်တော်လိုင်းအစောင့်တပ်စခန်းတစ်ခုကိုပုံကျဲခံလိုက်ရတယ်ဆိုတဲ့ဗီဒီယိုမှတ်တမ်းတွေလည်းထွက်ပေါ်လာတော့တွေ့ရပါတယ်အစ္စရေးဘက်ကတော့စစ်တပ်စခန်းတွေနဲ့နေတဲ့နေရာမှာမနေကြဖို့နဲ့အီရန်ပြည်သူတွေကိုတတိပေးထားပါတယ်တီဟီရန်မြို့နံပါတ်ရက်ကွက်ကတပုံတွေရဆိုလို့ရှိရင်အီရန်သမ္မတဟောင်းအမန်ဒီနီချက်နေထိုင်တဲ့အိမ်တလုံးလဲထိမှန်သွားတယ်ဆိုပြီးတော့သိရပါတယ်။ဒါပေမဲ့သမ္မတဟောင်းတန်ရာရသွားသလားဆိုတာတော့အခုချိန်ထိအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။လက်ရှိချိန်မှာအီရန်ပြည်ရေးဝန်ကြီးဌာနကတော့အခြေအနေတွေကိုထိန်းသိမ်းဖို့အတွက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပြင်ဆင်ထားသလိုတနိုင်ငံလုံးမှာရှိတဲ့စေယုံတွေကိုလည်းအရေးပေါ်အသင့်အနေထားနဲ့ပြင်ဆင်ထားခိုင်းတယ်လို့သိရပါတယ်။အီရန်တနိုင်ငံလုံးအတိုင်းအတာနဲ့အင်တာနက်ရရှိမှုက400%လောက်ပဲကျန်တော့ပြီးတော့ဆက်သွယ်ရေးကတော့လုံးဝပြတ်တောက်နေတဲ့အခြေအနေရှိပါတယ်။အီရန်ဘက်ကလည်းတံပြန်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေပါတယ်။အီရန်ရဲ့တံပြန်တိုက်ခိုက်မှုတွေကြောင့် UAE နိုင်ငံအဘူဒါဘီမြို့တော်မှာဒုံးကျည်စင်တွေကြားရောက်ပြီးတော့ဒါထိခိုက်သေးဆုံးမှုတွေရှိနေတယ်ဆိုပြီး AP သတင်းကနေအတည်ပြုထားပါတယ်။အီရန်ကိုတိုက်ခိုက်ပြီးတဲ့နောက်မှာပဲအစ္စရေးကနေပြီးတော့မှလက်ဘနွန်ဆီးရီးယားနယ်စပ်မှာလည်းစစ်အင်အားတွေအင်တိုက်အားတိုက်ဖြစ်တင်းလာတယ်ဆိုတဲ့သတင်းတွေလည်းတွေ့ရပါတယ်။အစ္စရေးစစ်ဘက်အရာရှိတူကတော့သူတို့ရဲ့နယ်စပ်ဒေသတွေမှာစစ်အင်အားတွေကိုအစစ်မြင့်တင်ပြီးတော့မှပြန်လည်ဖြစ်တင်းနေရဆိုပြီးသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။အစ္စရေးနဲ့အမေရိကန်တို့ရဲ့တိုက်ခိုက်မှုတွေကိုတုံ့ပြန်တဲ့အနေနဲ့အီရန်ကတော့ဒီအာရပ်ပင်လယ်ကွေ့အတွင်းကအမေရိကန်စစ်အခြေစိုက်စခန်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်တယ်လို့အစ္စရေးနိုင်ငံတွေကိုလည်းဒုံးကျည်တွေအများအများနဲ့ပစ်ခတ်နေပါတယ်။ဂျေရုဆလင်နဲ့ဂျယ်ဘတ်မြို့တွေမှာဒါပောက်ကွဲတံတွေအဆက်မပြတ်ကြားနေရတယ်ဆိုပြီးတော့ CNN သတင်းကနေပြီးတော့အတည်ပြုထားတာတွေ့ရပါတယ်။ဆိုတော့အီရန်ကအမေရိကန်ရဲ့အခြေစိုက်စခန်းတွေကိုတိုက်ခိုက်မှုတွေကလည်းလှုပ်ဆောင်လျက်ရှိတယ်။အမေရိကန်ရေတပ်ပစ္စမတပ်စုဌာနချုပ်ကလည်းတိုက်ခိုက်ခံရတယ်လို့သိရပါတယ်။ကာတာခြေစိုက်အကြီးဆုံးလေတပ်စခန်းအနီးမှာလည်းပောက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။နောက်ကဒီဂျော်ဒန်နဲ့ကူဝိတ်တို့မှာရှိတဲ့စစ်အခြေစိုက်စခန်းတွေလည်းပြစ်မှတ်ထားတိုက်ခိုက်ခံနေရတယ်လို့သိရပါတယ်။အခုဆိုလို့ရှိရင်အစ္စရေးအီရန်နဲ့အီရတ်နိုင်ငံတွေကလေကြောင်းပိုင်နက်တွေအကုန်လုံးပိတ်လိုက်ပါပြီ။လေကြောင်းလိုင်းခီးစဉ်တွေအကုန်လုံးကတော့ကျန်နာကုန်ပါပြီ။လက်ရှိဖြစ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့မှပြည်ထောင်ဝင်ကြီးချုပ်ကတော့ရေးပေါ်ကော်ပိုရာစီဝေးကိုခေါ်ယူထားပြီးတော့ဒီတိုက်ခိုက်မှုမှာပြည်ထောင်မပါဝင်ဘူးလို့ညှင်းဆိုထားတာကိုတွေ့ရပါတယ်။ဒါအမေရိကန်နိုင်ငံအတွင်းမှာလည်းဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့အငင်းပွားမှုတွေရှိနေပါတယ်။အမေရိကန်ဆီနိတာလင်စီဂရီဟန်ကတော့ဒါဟာအရှေ့လယ်ပိုင်းမှာနှစ်ပေါင်း1000အတွင်းကြီးမားဆုံးအပြောင်းလဲလို့မှတ်ချက်ပေးထားပါတယ်။ဒီမိုကရက်တစ်အမတ်အများစုကတော့သမ္မတထရန့်ကလွှတ်တော်ရဲ့ခွင့်ပြုချက်မပါဘဲစစ်ပွဲစတင်ခဲ့ခြင်းဖြစ်တယ်လို့ဝေဖန်နေကြပါတယ်။ Republican တွေကတော့ပြတ်သားတဲ့ဆုံးဖြတ်ချက်အဖြစ်သမ္မတထရန့်ကိုထောက်ခံနေကြတာလည်းတွေ့ရပါတယ်။ Washington DC နဲ့ New York မြို့တွေမှာလည်းစစ်ပွဲစတင်ရေးဆန္ဒပြသူတွေလမ်းပေါ်ထွက်လာကြတယ်လို့သိရပါတယ်။အမေရိကန်နဲ့အစ္စရေးတို့အီရန်ကိုဝင်ရောက်တိုက်ခိုက်တာနဲ့ပတ်သက်ပြီးတော့ရုရှားနဲ့တရုတ်တို့ကတော့ပြင်းထန်တဲ့တုံ့ပြန်မှုတွေလှုပ်ဆောင်လာတာကိုလည်းတွေ့ရပါတယ်။ရုရှားနိုင်ငံကတော့အမေရိကန်နဲ့အစ္စရေးတို့ရဲ့တိုက်ခိုက်မှုကိုတရားမဝင်ကျူးကျော်မှုလို့ခေါ်ဆိုလိုက်ပြီးတော့အီရန်ဘက်ကနေယက်တီကြောင်းပြသခဲ့ပါတယ်။ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်တချို့ကတော့အီရန်နိုင်ငံမှာရှိနေတာကြောင့်ရုရှားစစ်သည်တွေရောထိခိုက်မှုရှိမရှိဆိုတာကိုလည်းစောင့်ကြည့်နေကြပါတယ်။တရုတ်ပေကျင်းအစိုးရကတော့အပြစ်ခတ်ကိုချက်ချင်းရက်စဲဖို့တောင်းဆိုထားပြီးတော့ဒေသရင်းတည်ငြိမ်မှုပြပြခြင်းကကမ္ဘာစီးပွားရေးကိုထိခိုက်စေနိုင်တယ်လို့သတိပေးထားတာလည်းတွေ့ရပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်ပဲရှင်းတဲ့ဈေးကွက်ကတိုက်ခိုက်မှုတွေလည်းအများပြားရှိလာပါတယ်။တိုက်ခိုက်မှုတွေထွက်ပေါ်လာပြီးမိနစ်ပိုင်းအတွင်းမှာပဲကမ္ဘာ့ရှင်နံဈေးကစီကို15%အထိရုတ်တရက်မြင့်တက်သွားခဲ့ပါတယ်
ကမ္ဘာလောင်စာဆီပြက်လက်မှုအန္တရာယ်လည်းစိုးရိမ်နေရတယ်ဆိုပြီးပြောဆိုနေကြတော့တွေ့ရပါတယ်လက်ရှိအီရန်ရဲ့နျူကလ িয়ার စက်ရုံတွေအခြေအနေမှာတော့ဒါအစ္စရေးရဲ့ F-35 တိုက်လေယာဉ်တွေကတော့အီရန်ရဲ့နျူကလ িয়ার တပ်ဆင်စက်ရုံတွေအနီးမှာရှိတဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုအဓိကထားပြီးတော့တိုက်ခိုက်နေတယ်ဆိုပြီးတော့ထောက်လှမ်းရေးသတင်းတွေကနေဆိုထားပါတယ်အီရန်ဘက်ကလည်းအစ္စရေးနိုင်ငံတွေကိုဒုံးကျည်တွေရာပေါင်းများစွာပစ်လွှတ်ခဲ့ပါတယ်ဆိုတော့အစ္စရေးရဲ့ဒုံးကျည်ကာကွယ်ရေးစနစ်တွေကအချို့ကိုဂျာပြတ်ဟန်တာနိုင်ခဲ့ပေမဲ့လည်း Delbet မြို့နီးမှာတော့ပောက်ကွဲမှုအချို့ရှိခဲ့တယ်လို့သိရပါတယ်အစ္စရေးအစိုးရကတော့တနိုင်ငံလုံးကိုရေးပေါ်ခြေနေတင်ညာထားပြီးတော့ပြည်သူတွေအနေနဲ့ဘုံခိုချင်းတွေကနေမထွက်ဖို့ညွှန်ကြားထားတာကိုလည်းတွေ့ရပါတယ်အခုတော့နောက်ဆုံးခြေနေတင်ကြိုကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒါအီရန်နဲ့အမေရိကန်နဲ့အစ္စရေးတို့အီရန်တိုက်ခိုက်ဖို့ကလာပေါင်းများစွာနီးကပ်စွာပူးတွဲစီစဉ်မှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်မှာဒီကနေ့စနေနေ့နံနက်ပိုင်းမှာတိုက်ခိုက်မှုတွေစတင်ခဲ့တာဖြစ်တယ်လို့အစ္စရေးဘက်ကပြောကြားထားပါတယ်။ဒါအစ္စရေးကအီရန်အထွတ်ထိပ်ခေါင်းဆောင်သမ္မတနဲ့စစ်ဘက်ဆိုင်ရာအကြီးအကဲတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့အမေရိကန်အနေနဲ့လည်းရပောင်းများစွာကြာမြင့်မဲ့တိုက်ခိုက်မှုတွေအတွက်စီစဉ်ထားတယ်ဆိုပြီးတော့ CNN သတင်းရင်းမြစ်တွေကထုတ်ပြောထားပါတယ်။ဆိုတော့သမ္မတထရန့်ကတော့ဒီစစ်စင်ရေးအကြီးသားဆက်လက်လှုပ်ဆောင်နေစေဖြစ်ကြောင်းပြောဆိုထားပြီးတော့အမေရိကန်စစ်တီတွေအနေနဲ့အသက်ဆုံးရှုံးနိုင်ခြေရှိတယ်လို့သတိပေးထားပါတယ်။အီရန်ကတော့အစ္စရေးရဲ့ရှေ့လေပိုင်းမှာရှိတဲ့အမေရိကန်ပြည်မက်တွေစီကိုမကြုံစဘူးအကြီးအကျယ်တံပြန်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ UAE ဘာရိန်းနဲ့ကာတာနိုင်ငံတွေမှာလည်းပောက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အီရန်နိုင်ငံတဝန်းမှာပြည်မက်ပေါင်း30ခန့်တိုက်ခိုက်ခံခဲ့ရပြီးတော့အဲ့ဒီပြည်မက်တွေထဲမှာသမ္မတအင်ဒိုနဲ့ထောက်လှမ်းရေးဝန်ကြီးဌာနတို့ပါဝင်တဲ့လူနိုင်ငံကသတင်းတွေမှာဖော်ပြထားပါတယ်။သမ္မတထရန့်ကတော့အီရန်နိုင်ငံကိုတိုက်ခိုက်တဲ့စစ်စင်ရေးကိုတော့ဖလော်ရီဒါမှာရှိတဲ့သူ့ရဲ့မာရာပလာကိုအင်ဂေယာအတွင်းကနေကြီးကြပ်ပုတ်ကဲနေတယ်လို့သိရပါတယ်။ Democratic အထက်လွှတ်တော်အမတ် Tim Kaine ကတော့စနေနေ့မှာထုတ်ပြန်ချက်တစ်ခုထုတ်ပြန်လိုက်ပြီးတော့အီရန်ပေါ်တိုက်ခိုက်မှုတွေကအန္တရာယ်များပြီးတော့မလိုအပ်တဲ့မိုင်မဲတဲ့လုပ်ရဖြစ်တယ်ဆိုပြီးတော့ပြင်းပြင်းထန်ထန်ရှုံချလိုက်ပါတယ်။အစ္စရေးစစ်ဘက်ကအီရန်ကနေနောက်ထပ်ဒုံးကျည်တွေကြားရောက်လာနိုင်တယ်လို့သတိပေးလိုက်ပါတယ်။စနေနေ့နံနက်ပိုင်းကစစ်စင်ရေးစတင်ပြီးတဲ့နောက်ပိုင်းဒါ6ကြိမ်မြောက်ထုတ်ပြန်လိုက်တဲ့သတိပေးချက်ဖြစ်ပါတယ်။ UAE နိုင်ငံအဘူဒါဘီမြို့ကိုလည်းအီရန်ကတိုက်ခိုက်ခဲ့ပါတယ်။အဘူဒါဘီမြို့ကအဆောက်အအုံတွေမှာဘီကိုတွေထွက်ပေါ်နေတဲ့ဗီဒီယိုမှတ်တမ်းတွေလည်းထွက်ပေါ်လာနေပါတယ်။ UAE ကာကွယ်ရေးဝန်ကြီးဌာနကတော့အီရန်ရဲ့ ballistic ဒုံးကျည်တွေနဲ့တိတိကျကျတိုက်ခိုက်မှုကိုကြားပြတ်ဟန်တာနိုင်ခဲ့တယ်လို့ပြောဆိုထားပါတယ်။ကမ္ဘာအလုပ်အများဆုံးလေဆိပ်တစ်ခုဖြစ်တဲ့ဒူဘိုင်းပြည်ပြည်ဆိုင်ရာလေဆိပ်အပါအဝင်ဒူဘိုင်းမှာရှိတဲ့လေဆိပ်နှစ်ခုလုံးရဲ့ခရီးစဉ်တွေကိုထပ်မံအကြောင်းမကြားမချင်းရပ်ဆိုင်းလိုက်ပြီးဖြစ်တယ်လို့သိရပါတယ်။ခရီးသည်တွေအနေနဲ့လေဆိပ်ကိုမလာကြဖို့နဲ့သက်ဆိုင်ရာလေကြောင်းလိုင်းတွေကိုတိုက်ရိုက်ဆက်သွယ်ကြဖို့ညွှန်ကြားထားတာကိုလည်းတွေ့ရပါတယ်။အီရန်နိုင်ငံသားရေးဝန်ကြီးကတော့အမေရိကန်နဲ့အစ္စရေးတို့ပူးတွဲတိုက်ခိုက်မှုတွေကလုံးဝရန်စမှုမရှိဘဲလှုပ်ဆောင်တာဖြစ်ပြီးတော့ဒါဟာတရားမဝင်သလိုထောက်ထားခိုင်လုံမှုလည်းမရှိဘူးလို့ပြောဆိုလိုက်ပါတယ်။အီရန်တောင်ပိုင်းမီနက်ဂရိုင်ကမိန်းကလေးမူလာတဲ့ကျောင်းတစ်ခုကိုအစ္စရေးကတိုက်ခိုက်ခဲ့တာကြောင့်လူပေါင်း40ကျော်သေဆုံးသွားတယ်လို့အီရန်အစိုးရပိုင်းသတင်းဌာနကဖော်ပြလာပါတယ်။တိုက်ခိုက်ခံရမှုမှာနောက်ထပ်48ဦးဒဏ်ရာရရှိခဲ့ပြီးတော့သေဆုံးသူအရေအတွက်တွေထပ်မံတိုးလာနိုင်တယ်လို့ဆိုထားပါတယ်။ရုရှားနိုင်ငံသားရေးဝန်ကြီးဌာနကအမေရိကန်နဲ့အစ္စရေးတို့ရဲ့အီရန်ပေါ်တိုက်ခိုက်မှုပေါ်အချုပ်ချာအာဏာပိုင်ပြီးလွတ်လပ်တဲ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါ်မှာရန်စမှုမရှိဘဲလက်နက်ကင်ကျူးကျော်မှုလို့ခေါ်ဆိုလိုက်ပါတယ်။ဘုံကျဲတိုက်ခိုက်နေတာကိုချက်ချင်းရပ်တန့်ဖို့ရုရှားကတောင်းဆိုလိုက်ပြီးတော့အမေရိကန်နဲ့အစ္စရေးတို့ဟာနျူကလ িয়ার ကိစ္စကိုအကြောင်းပြပြီးအမှန်တကယ်မှာအစိုးရပြောင်းလဲကိုလှုံ့ဆော်နေတာဖြစ်တယ်လို့ဆွဆွဲပြောဆိုခဲ့ပါတယ်။အမေရိကန်နဲ့အီရန်ကြားတန်တမန်ရေးရစစ်ဆက်ညှိနှိုင်းပေးနေတဲ့အိုမန်နိုင်ငံသားရေးဝန်ကြီးကတော့သူတကယ်ပဲစိတ်ပြတ်မိတယ်ဆိုပြီးတော့ဆိုရှယ်မီဒီယာမှာရေးသားခဲ့ပါတယ်။သူရဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအောင်မြင်ကာနီးအချိန်မှာအခုလိုတိုက်ခိုက်မှုကြောင့်ပြပြသွားရတာဖြစ်ကြောင်းနဲ့ဒါဟာခင်ဗျားတို့ရဲ့စစ်ပွဲမဟုတ်ဘူးလို့အမေရိကန်ကိုသတိပေးခဲ့ပါတယ်။ဘာရင်းပြည်ရေးဝန်ကြီးဌာနကတော့အမေရိကန်ရေးတဲ့ပစ္စမတက်စုဌာနချုပ်တရှိရာဒေသမှာနေထိုင်နေကြတဲ့သူတွေကိုဘေးလွတ်ရာစတင်ရွှေ့ပြောင်းပေးနေပြီဖြစ်ပါတယ်။အီရန်ရဲ့ဒုံးကျည်အနည်းဆုံး3ဆင့်ကအဲ့ဒီဌာနချုပ်ကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့မျက်မြင်သက်သေတွေကပြောဆိုထားပေမဲ့ပျက်စီးမှုအခြေအနေတွေကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။လက်ဘနွန်ဝန်ကြီးချုပ်ကသူတို့နိုင်ငံအနေနဲ့ဒေသရင်းစစ်ပွဲအတွင်းကိုပါဝင်ပတ်သက်သွားမှာမဟုတ်ကြောင်းနဲ့နိုင်ငံရဲ့လုံခြုံရေးနဲ့ညီညွတ်မှုကိုချိန်ချောက်တဲ့ဘယ်လိုစွမ်းစားမှုမျိုးကိုမဆိုလက်ခံမှာမဟုတ်ကြောင်းပြောကြားသွားခဲ့ပါတယ်။အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုကတော့အီရန်ကိုတိုက်ခိုက်မှုမစတင်မီမှာလွှတ်တော်မှာရှိတဲ့အဓိကခေါင်းဆောင်၈ဦးကတချို့ကိုဆက်တဲ့အကြောင်းကြားခဲ့တယ်လို့ CBS သတင်းကအတည်ပြုထားပါတယ်။အီရန်ခြေစိုက် Hezbollah ဖရီဂိတ်အဖွဲ့ကတော့သူတို့ရဲ့ခြေစိုက်စခန်းတစ်ခုလေကြောင်းတိုက်ခိုက်ခံရပြီးတော့စစ်သွေးကြွ2ဦးသေဆုံးသွားတဲ့အတွက်လက်တော့ပြန်တဲ့အနေနဲ့ဒေတာရင်းမှာရှိတဲ့အမေရိကန်ခြေစိုက်စခန်းတွေကိုမကြာခင်မှာစတင်တိုက်ခိုက်တော့မယ်လို့ကြေညာလိုက်ပါတယ်။အီရန်နိုင်ငံသားရေးဝန်ကြီးဌာနကအမေရိကန်နဲ့အီရန်တို့တန်တမာရေးရဆွေးနွေးစေကာလမှာအခုလိုတိုက်ခိုက်မှုပေါ်ပေါက်လာခြင်းကအချုပ်ချာအာဏာကိုပြင်းထန်စွာချိုးဖောက်ခြင်းဖြစ်တယ်လို့ရှုံချလိုက်ပါတယ်။ကျွန်တော်တို့ဆွေးနွေးဖို့အစဉ်အသင့်ရှိခဲ့သလိုပဲမိခင်နိုင်ငံကိုလည်းကာကွယ်ဖို့အသင့်ပါပဲဆိုပြီးတော့ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။အမေရိကန်နဲ့အစ္စရေးတို့အီရန်ကိုတိုက်ခိုက်နေတဲ့အခြေအနေနဲ့နောက်ဆုံးရအခြေအနေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးနောက်ဆုံးရအခြေအနေကိုတင်ဆက်ပေးသွားဖို့လည်းရှိပါတယ်ခင်ဗျာ။ Burma Independent Voice